လူတိုင်းဟာလောဘဒေါသမောဟဆိုတာရှိကြတယ်ပေါ့နော်အဲ့တော့လောဘဆိုတာဟာရိုးရိုးလေးပြောရင်လူချင်းမှုပဲလူချင်းတတ်မဲ့မှုဒါပေမဲ့နော်ဘဝမှာကိုလူချင်းတာအားလုံးမရနိုင်ဘူးစွန့်လွတ်ရမှာရှိတယ်ဒါကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိုဘာကိုစွန့်လွတ်မလဲကိုအတန်ဖိုးအထားဆုံးဟာဘာလဲမစွန့်လွတ်နိုင်ဘူးအလောက်အောင်တန်ဖိုးထားတာဟာဘာလဲအဲ့ဒါကိုကြည့်ပြီးတော့မှအားလုံးလူချင်းနေဆိုရင်မဖြစ်နိုင်ဘူးဒီတော့ကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လှုပ်ချင်နေဆိုလို့ရှိရင်ကိုယ်ပိုင်လူချင်းတဲ့အထက်ကတချို့ဟာတွေဒီစိတ်တစ်ပိုင်းစွန့်လွတ်တဲ့ရင်လည်းစွန့်လွတ်ရမှာပဲစွန့်လွတ်ဖို့လိုရင်လည်းစွန့်လွတ်ရမှာပဲဒါပေမဲ့လိုချင်းစွန့်လွတ်ရမယ်နောက်ပြီးတော့ငါစွန့်လွတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူးဒါတကယ်ကိုစိတ်ထဲမှာကျမလေးဟိုအင်ဒါမဆိုဆိုအနေနာခါမာလေဆိုပြီးကိုပြောတဲ့လူတွေကိုခတ်ကြောက်ပဲကျမစိတ်ထဲမှာလေအဲ့လိုပြောတဲ့လူတွေကတစ်နေ့တစ်ချိန်တစ်ခါမှအကျွေးများတောင်းမလားလို့ဒီလိုလုပ်ပေးခဲ့လို့ဒီလိုဆုံးလုပ်ခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့အဲ့လိုစိုးရိမ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျမကိုအနစ်နာခံနေစားဖြင့်ပြောရင်ကျမနည်းနည်းမျက်နှာပူတယ်စိတ်ထဲမှာတစ်မျိုးဖြစ်တယ်ကျမအနစ်နာခံတယ်လို့ကျမမယူဆဘူးကျမလှုပ်ချင်တဲ့ကိစ္စကိုကျမရွေးချယ်တယ်ကျမရဲ့ရွေးချယ်မှုအရာကျမလုပ်တယ်